ကျေးဇူးတည်တဲ့စိတ်ထားလေးတစ်ခုကြောင့်နှဲဆရာကိုကားဝယ်ပေးလိုက်လို့ကျေးဇူးခံနေရတဲ့ဇက်မင်းသားလေးအောင်စမှုအောင်မြင်မှုတွေနဲ့အတူကိုနလက်တွေလောက်ကိုင်းနေတဲ့အဖွဲ့သားတွေကျေးဇူးရှင်တွေကိုပြန်လည်ဆောက်ရှောက်ပေးနေတဲ့ဇက်မင်းသားလေးအောင်စမှုရဲ့မုံမြတ်တဲ့စိတ်ထားလေးကိုဒီနေ့တင်ဆက်ပေးချင်ပါတယ်ရှင်။များသောအားဖြင့်အောင်မြင်လာတဲ့ဇက်မင်းသားတွေဟာကိုယ့်အတွက်ပဲအသုံးချလေးရှိပေမဲ့အောင်စမှုကတော့ရင်မြင့်ရင်ကြတင်ရမယ်ဆိုတဲ့အတိုင်းပဲကိုယ်တိုင်အောင်မြင်လာသလိုအဖွဲ့သားတွေကိုလည်းတက်နိုင်သလောက်ပြန်လည်ချင်းမြင့်တက်တဲ့သူတယောက်လည်းဖြစ်ပါတယ်။အရင်ကလည်းလူရှင်တော်တွေကိုကားဝယ်ပေးခဲ့ဘူးသလိုအခုဆိုရင်လည်းသူ့ရဲ့ဇက်ဖွဲ့ကနှဲဆရာကိုလည်းကားတစ်စီးလက်ဆောင်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဒီနှဲဆရာမျိုးမင်းတက်ကအောင်စမှုရင်ကျင်းမှုတက္ကသိုလ်တက်စင်ကဂီတနည်းပညာဆရာတို့ဖြစ်သလိုအောင်စမှုဇက်မင်းသားဘဝကိုရုန်းကန်စူးစမ်းနေချိန်မှာလည်းနှဲဆရာအဖြစ်ပတ်မိုးပေးတဲ့သူတယောက်လည်းဖြစ်ပါတယ်။တသက်လုံးဘက်ထရီစက်ပိန်လေးနဲ့သွာလာနေတဲ့ဆရာဖြစ်သူကိုအခုလိုကားတစ်စီးဝယ်ပေးလိုက်တာကတကယ်ကိုကျေးဇူးတည်လုံးနဲ့လုပ်ရတစ်ခုပါပဲ။အမှုပညာအပေါ်မှာယူသားစူးစမ်းရုန်းကန်နေုံတွေမကပဲကျေးဇူးတရားကိုနားလည်ပြီးတော့ဆရာသမားပေါ်မှာယူသိကိုင်းဆိုင်တဲ့အောင်စမှုရဲ့စိတ်ထားလေးကတကယ်ကိုချီးကျူးစရာပါ။ပြည်သက်ကြီးကရောအောင်စမှုရဲ့ဒီလိုမုံမြတ်တဲ့စိတ်ထားလေးပေါ်မှာဘလို့မြင်လဲဆိုတာမိမိတို့ရဲ့အမြင်လေးကိုခေါင်းမယူသွားပြီးခဲ့ကြပါအောင်ရှင်။မူပိုင်ခွင့်မရှိပဲစားရန်စိတ်မင်းဆက်ကပြလို့မန္တလေးသိန်းစော်နဲ့ပြည်နာတက်နေတဲ့စိုင်းရင်မိုးတို့ဆက်ဖွဲ့ဇက်မင်းသားစိုင်းရင်မိုးတို့အဖွဲကပြခဲ့တဲ့စားရန်စိတ်မင်းစက်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဝိုင်းရင်မင်းသားကြီးမန္တလေးသိန်းစော်တို့ကြားကမူပိုင်ခွင့်ပြည်နာတက်နေရလဲဖြစ်ပါတယ်။ဖြစ်စဉ်ကတော့ဒီစားရန်စိတ်မင်းစက်တော်ကြီးကို PPTV ကနေလိုင်းလွှင့်ပြသဖို့စီစဉ်ခဲ့ပေမဲ့မူပိုင်ခွင့်ပိုင်ရှင်ဖြစ်တဲ့မန္တလေးသိန်းစော်စီကနေတရားဝင်ခွင့်ပြုချက်များရှိခဲ့ပါဘူး။ဒါကြောင့်ကားပြမဲ့ရက်ကို18ရက်ကနေ16ရက်နေ့ကိုရှေ့တိုးပြောင်းလဲခဲ့ရသလိုပွဲမစခင်ကတည်းကလိုင်းမလွင်ဖို့ကြိုတင်တောင်မြစ်တာရက်ခံထားတယ်လို့သိရပါတယ်။ဒါပေမဲ့ပွဲပြီးမှာတော့ Facebook နဲ့ YouTube တို့ပေါ်မှာအစအဆုံးဗီဒီယိုတွေအများပြားပြန့်နှံ့သွားခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုခွင့်ပြုချက်မဲ့ဖြည့်ဝေနေတာတွေကမူပိုင်ခွင့်ဥပဒေတွေနဲ့ညှိစွန်းနေတာကြောင့်အမြန်ဆုံးဖျက်ချပေးဖို့ဆက်ဆရာဦးအောင်ကျော်ထွန်းကိုမြစ်တာရက်ခံနေရလေတွေ့ရှိရပါတယ်။လက်ရှိအချိန်นี้မဖြတ်ပဲကျန်နေသေးတဲ့အကောက်တွေကိုလည်းအမြန်ဆုံးဖျက်သိမ်းပေးဖို့မန္တလေးသိန်းစော်ကတင်းကြပ်ကြပ်ညွှန်ကြားထားပြီးဆက်လက်မဖျက်ချဘူးဆိုရင်တော့သူကိုယ်တိုင်ကဥပဒေအရဖြစ်စေတခြားနည်းလမ်းတွေနဲ့ဖြစ်စေထိထိရောက်ရောက်အရေးယူပြုလုပ်သွားမယ်လို့အားလုံးကိုကြီးညာခဲ့ရလဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဥပဒေအကြောင်းအရာပြဿနာတွေကင်းဝေးစေဖို့နဲ့အမှုပညာမူပိုင်ခွင့်ကိုလေးစားတဲ့အနေနဲ့တင်ထားတဲ့ဗီဒီယိုဖိုင်တွေကိုအမြန်ဆုံးဖြစ်ပေးကြဖို့အသိပေးတိုက်တွန်းလဲရတာလည်းဖြစ်ပါတယ်။ပြည်သက်ကြီးတို့ကရောဒီမူပိုင်ခွင့်ပြဿနာအပေါ်မှာဘယ်လိုမြင်လဲဆိုတာမိမိတို့ရဲ့အမြင်လေးကိုခုမှဝင်ရောက်ဆွေးနွေးခဲ့ကြပါအောင်ရှင်။စိုင်းရင်မိုးနဲ့ပတ်သက်ပြီးတော့ဒီရက်ပိုင်းမှာ LGBT ဂေးဖြစ်နေတဲ့ဆိုပြီးတော့အထင်ကြီးတွေပြစ်ခတ်နေရပြီးဝေဖန်မှုတွေအများပြားထွက်ပေါ်နေရလဲဖြစ်ပါတယ်။ဒီလိုသတင်းတွေရုတ်တရက်ထွက်ပေါ်လာတဲ့အဓိကအကြောင်းရင်းကတော့မကြသေးခင်ကပြည်သက်တွေရှေ့ကိုရောက်ရှိလာတဲ့တကြံအထိမ့်မှန်အနေနဲ့ရိုက်ကူထားတဲ့စိုင်းရင်မိုးရဲ့ဓာတ်ပုံအသစ်တွေကြောက်ပါပဲ။အဲ့ဒီပုံတွေထဲမှာသူ့ရဲ့အဝတ်စားစီရင်မှု fashion တွေနဲ့ post ပေးတာတွေဟန်ဘာအမူအရာတွေက